အားလုံးပဲမင်္ဂလာပါနော် online မှာရှိရကျွန်တော်ချစ်မိတ်ဆွေတွေအားလုံးမင်္ဂလာပါလို့ကျွန်တော်နှုတ်ခွန်းဆက်တတ်ပါတယ်မိတ်ဆွေတွေဟုတ်ပြီနော်အခုဒီဘက်ကတော့ကျွန်တော်မိတ်ဆွေတွေကို3D နဲ့မိတ်ဆက်ပေးမှာနော်ပြီးခဲ့တဲ့ဘက်ကမိတ်ဆွေတို့886ဆိုတော့ကနန်းထွက်သွားပြီထွက်သွားတဲ့တော့ကျွန်တော်မိတ်ဆွေတွေကိုပေါက်ပေးနဲ့ကျွန်တော်ပေးထားခဲ့တယ်အကုန်လုံးကိုနော်ကျွန်တော်ပေါက်ပေးလာတော့တဲ့လူတွေအကုန်လုံးကျွန်တော်900ဘူးပို့ထိုးပေးကျွန်တော်ပေးတယ်ဒါပေမဲ့လိန်တဲ့လူတွေကအများကြီးပဲနော်လူကြီး100ကျော်ရှိတယ်100ကျော်မှမိတ်ဆွေတို့လိန်တဲ့လူတွေကအများကြီးပဲဂရိတီးတဲ့လူတွေက4-5-6ပဲရှိတယ်နော်မိတ်ဆွေတို့ဒီမှာကျွန်တော်ပြမှာလူကြီး100ကျော်ရှိတယ်ကျွန်တော်ပေးထားတာနော်668ကိုပတ်လက်ထိုးဆိုပြီးတော့ကျွန်တော်ပေးထားခဲ့တာအကုန်လုံးကတော့ဂရိမတီးဘူးနော်အကုန်လုံးကဂရိမတီးဘူးဒီဘက်တော့ကိုတော့မိတ်ဆွေတို့ကျွန်တော် channel ထဲမှာရှိတဲ့မိတ်ဆွေတွေလည်းအကုန်အားလုံးသိပါเนาะကျွန်တော် 3D နဲ့ပတ်သက်ပြီးတော့မိတ်ဆွေတွေကိုဘယ်တော့မှကျွန်တော်မှန်မှာမခေါ်ဘူးအဖို့ဝင်ကြီးလည်းမယူဘူးကျွန်တော်မိတ်ဆွေတွေကိုအများအား free တင်ပေးနေเนาะဒီမှာအပြည့်စုံထေးကနေစပြီးတော့မရတာเนาะမရဘူးဆိုမိတ်ဆွေတို့ဒီမှာကျွန်တော်ပြပေးမယ်เนาะသူတို့ကျွန်တော်ဘယ်ချိန်မှာမိတ်ဆွေတို့ပေးထားကြတယ်ကျွန်တော်ကြည့်เนาะပြီးခဲ့တဲ့ဘက်ကတနင်္ဂနွေနေ့မှာထွက်တယ်ကျွန်တော်ပေးထားကြတယ်စနေနေ့ညရဲကနေပြီးတော့သူတို့ကိုကျွန်တော်ပေးထားခဲ့တယ်စနေညပေးတဲ့668ကိုပတ်လက်ထိုးပါဆိုပြီးတော့ပေးထားခဲ့တယ်เนาะပေါက်တဲ့အခါကျတော့ကျွန်တော်ဖုန်းဆက်တယ်ဖုန်းတော့မဆက်ဘူးကျွန်တော် message ပဲပို့လိုက်တယ်เนาะ866ပေါက်ပြီးကျွန်တော်တို့ကိုငွေလွှဲပေးဆိုပြီးတော့ကျွန်တော်မိတ်ဆွေတွေကိုเนาะငွေလွှဲပေးဆိုပြီးတော့ကျွန်တော်ပေးထားခဲ့တယ်ပေးထားခဲ့တဲ့အပေါ်မှာအကုန်လုံးကဖုန်းဆက်လို့မရဘူးသူတယောက်တည်းလားဆိုတော့မဟုတ်ဘူးဒီမှာနော်ကျွန်တော်ပေးထားကြတာအများလူကြီးကျွန်တော်လူကြီး100ကျော်ကိုကျွန်တော်ပေးထားခဲ့တာနော်လူကြီး100ကျော်ကိုကျွန်တော်ပေါက်ဝေးလာတောင်းတဲ့လူကြီးကျွန်တော်100ကျော်ကျွန်တော်900ဘူးပို့ထိုးခိုင်းတယ်နော်900ဘူးနဲ့ပေးပါဆိုပြီးတော့နော်ပြောထားကြတဲ့ကြာကျွန်တော်ကပတ်လက်ဟုတ်ပြီမဲ့ဆိုဒီပတ်မှာတော့နော်16ရက်3လ2026တဲ့အတွက်ကိုကျွန်တော်အပိုင်သေးချာတဲ့တကွက်ကောင်းကိုကျွန်တော်ရထားပြီးသွားပြီလိုချင်ပါတယ်ပေါက်ချင်ပါတယ်ဆိုတော့ကျွန်တော်ရဲ့မိတ်ဆွေတွေနော်ကျွန်တော် channel တွေကမိတ်ဆွေတွေအားလုံးเนาะဒီမှာကျွန်တော်ပြထားတာမိတ်ဆွေတွေကိုအကုန်လုံးပါပြီးသားเนาะမိတ်ဆွေတို့ကျွန်တော်လိန်လာလည်းမဟုတ်ဘူးညာလာလည်းမဟုတ်ဘူး3D နဲ့ပတ်သက်ပြီးတော့ကျွန်တော်အများအားပဲအကုန်လုံးကို free တင်ပေးခဲ့တာเนาะပြီးခဲ့တဲ့နှစ်ကဆိုနှစ်ခုနှစ်เนาะအကုန်လုံးရရတယ်နောက်တစ်ကြိမ်ထပ်ရတယ်เนาะအကုန်လုံးကိုကျွန်တော်ပေးတယ်ပြီးရင်တွတ်တစ်ကြိမ်ရတယ်ဒါကျွန်တော်ပေးထားခဲ့တာเนาะတော့ဒီရင်ရတယ်ပြီးခဲ့တဲ့ဘက်ကလည်းကျွန်တော်ပေးထားခဲ့တဲ့မိတ်ဆွေတို့ကိုအကုန်လုံးပဲပေးထားပြီဟုတ်ပြီအခုဘက်နော်ရှစ်ချစ်ကြောက်လို့ပေါက်ချင်တယ်ဆိုတော့မိတ်ဆွေတွေနော်ဒီလိုမျိုးတစ်ခွက်ကောင်းတဲ့ကြံခဲ့တဲ့ဘက်ကကျွန်တော်ပတ်လက်ပေးတာအခုဒဲတစ်ခွက်တည်းပဲပေးမယ်နော်ဒဲတစ်ခွက်ကောင်းကိုလိုချင်ပါတယ်ပေါက်ချင်ပါတယ်ဆိုတော့မိတ်ဆွေတွေကျွန်တော်ရဲ့ဖုန်းနံပါတ်ရှိတယ်ဟုတ်ပြီနော်ဒီမှာကျွန်တော်ပြထားခဲ့တဲ့0999554514ဆိုတော့ကျွန်တော်ရဲ့ KB ဖုန်းနံပါတ်နော်လိုချင်ပါတယ်ပေါက်ချင်ပါတယ်ဆိုတော့မိတ်ဆွေတွေကျွန်တော်ရဲ့ဖုန်းကိုဖုန်းတိုက်ရိုက်ခေါ်လို့ကျွန်တော်ဖုန်းလိုက်ကမိတ်ဆွေတို့69ခွန်934445ပဲဟုတ်နော်ဒီတစ်ပတ်ကတော့ကျွန်တော်မိတ်ဆွေတို့ပေါက်ပင်းနဲ့မပေးဘူးလိုချင်ပါတယ်ပေါက်ချင်ပါတယ် 3D ပေါက်လို့ဆိုရင်မိတ်ဆွေတို့လည်းနော် 3D က 2D တဲ့အစရာပေါင်းများစွာနော်ရာပေါင်းများစွာရခဲ့တယ်နော်ရခဲ့တဲ့တော့ကိုလိုချင်ပါတယ်ပေါက်ချင်ပါတယ်ဆိုတော့မိတ်ဆွေတွေပေါက်ချင်ပါတယ်ဒီဘက်တော့ကို16ရက်3လ2026ရက်နဲ့နော်ဒီလိုမျိုးတကွက်ကောင်းနဲ့ပေါက်ချင်တယ်ဆိုတော့မိတ်ဆွေတို့ကိုကျွန်တော်တကွက်ထဲပဲပေးမယ်တကွက်ကောင်းကိုပေါက်ချင်ပါတယ်လိုချင်ပါတယ်ဆိုတော့မိတ်ဆွေကျွန်တော်ကအဖွဲဝင်ချင်းမိတ်ဆွေတို့ကို2000ကျပ်နဲ့ပဲပေးမယ်နော်2000ကျပ်နဲ့ပဲပေးမယ်လိုချင်ပါတယ်ပေါက်ချင်ပါတယ်ဆိုတော့မိတ်ဆွေတွေကကျွန်တော်ရဲ့ဖုန်းနံပါတ်3996953445ဆိုတော့ဖုန်းကိုမိတ်ဆွေတို့ဖုန်းတိုက်ရိုက်ခေါ်ဆိုလိုက်နော်ကျွန်တော်အများအားကင်နေတဲ့ဒါမိတ်ဆွေတို့အကုန်လုံးသိတယ်နော်ကျွန်တော် channel ထဲမှာရှိတဲ့မိတ်ဆွေတွေကျွန်တော်ရဲ့ TikTok အကောင့်ထဲမှာရှိတဲ့မိတ်ဆွေတွေကျွန်တော်ဖုန်းနံပါတ်ကိုအကုန်သိတယ်69ခွန်934445ဆိုတော့ဖုန်းကိုမိတ်ဆွေတို့ဖုန်းတိုက်ရိုက်ခေါ်ဆိုလိုက်ပါအခုလာမယ့်ဘက်တွေ16ရက်3လ2026ရက်နေ့အတွက်ကို 3D ဓာတ်တော့ကောင်းကိုမိတ်ဆွေတို့ကိုကျွန်တော်ချပြမယ်နော်တကယ်လို့နော်မိတ်ဆွေတို့ရှုံးမရှိစေရဘူးမိတ်ဆွေတို့ကိုကျွန်တော်အများအားပဲပေးနေတာ 2D ဆိုလဲဒါအများအား free တင်ပေးနေတယ်နော်ပေါဝင်းနေပဲဒီဟာပြီးခဲ့တဲ့ဘက်ကအယောက်100ကျော်ရှိတယ်မိတ်ဆွေတို့ဒီမှာစာမျက်နှာ10မျက်နှာဆိုရင်9ယောက်ရှိတယ်နော်လှန်ကြည့်ဒီမှာအယောက်100ကျော်မှာဂရိတီရဲ့လူက10ယောက်လောက်ပဲရှိတယ်နော်
အဲ့လို10ရောက်လောက်ပဲရှိတဲ့တော့ကိုဒီဘက်ကိုတော့ကျွန်တော်ပေါက်ဝင်းမပေးဘူးမိတ်ဆွေတို့ရှစ်ကြောက်လို့ပေါက်ချင်းတယ်ဆိုတော့မိတ်ဆွေတွေနော်ကျွန်တော်မိတ်ဆွေတို့ကျွန်တော်ဖုန်းနံပါတ်ကိုမိတ်ဆွေတို့ဖုန်းတိုက်ရိုက်ခေါ်ဆိုလိုက်ပါနော်ကျွန်တော်ဖုန်းနံပါတ်မိတ်ဆွေတို့699534455ဆိုတော့ဖုန်းတိုက်ရိုက်ခေါ်ဆိုပြီးတော့နော်မိတ်ဆွေတို့လာပြီးအခွက်ဝင်ကြီးတွင်းပြီးတော့အခုလာမယ်16ရက်3လ2026ရက်နေ့အတွက်ကိုမိတ်ဆွေတို့ 3D တကွက်ကောင်းကိုလာယူလို့ရပြီပေါက်ဝေးကတော့လုံးဝမပေးပါဘူးပေါက်ဝေးတောင်းကျင်တဲ့ဆန္ဒရှိတယ်ဆိုတော့မိတ်ဆွေတွေနော်ပေါက်ဝေးလိုချင်ပါတယ်ဆိုတော့မိတ်ဆွေတွေကအစတည်းကဖုန်းမခွန်နဲ့နော်ဒါကတော့ကျွန်တော်ရဲ့ KB ဖုန်းနံပါတ်ဖြစ်တယ်39999554514ဆိုတော့ KB ဖုန်းနံပါတ်ပါလိုချင်ပါတယ်ဆိုတော့မိတ်ဆွေတွေ KB ကိုဖုန်းနော်အဖွဲဝင်ချင်း2000လွှဲပြီးတာနဲ့မိတ်ဆွေတို့ကိုကျွန်တော်တကွက်ကောင်းကို16ရက်နေ့အတွက်နော်အခုလာမယ့်16ရက်နေ့အတွက်တကွက်ကောင်းကိုမိတ်ဆွေတို့ကိုကျွန်တော်ချပေးမယ်မိတ်ဆွေတို့နဲ့ 3D ပေါက်ချင်ပါတယ်ဆိုတော့မိတ်ဆွေတွေနော် 3D ပေါက်ရင်အစားများစွာလည်းရတယ် 2D တဲ့အစားတွေပို့ရတယ်ကိုလောက်ကနေလည်းရင်းနှီးစားတောက်လို့ရတယ်နော်လိုချင်ပါတယ်ပေါက်ချင်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ဖုန်းနံပါတ်ကိုဖုန်းတိုက်ရိုက်ခေါ်ဆိုနော်09995554ကဖုန်းခေါ်လို့မရဘူးဒါငွေလွှဲရမယ်ဖုန်းနော်ငွေလွှဲဖို့တော့ကိုဒါမိတ်ဆွေတို့ကိုကျွန်တော်ဖုန်းကိုတီးတဲ့ဒါက KB ဖုန်းနံပါတ်ဖုန်းဖြစ်တယ်ဖုန်းတိုက်ရိုက်ခေါ်ဆိုခြင်းပါတယ်ဆိုတော့မိတ်ဆွေတွေနော်699534445ဆိုတော့ဖုန်းကိုဖုန်းတိုက်ရိုက်ခေါ်ဆိုပြီးတော့အမြန်ဆုံးအဖွဲလာဝင်တာနော်အဖွဲဝင်ပြီးတာနဲ့မိတ်ဆွေတို့ကိုကျွန်တော်ကဏ္ဍချပေးမယ်နော်မိတ်ဆွေတို့ line ပေါ်မှာမြင်မှုတွေ့မှုနေကြဆရာတွေလို့မှန်ပါလဲနော်အဖွဲဝင်ကြီးတွင်းနဲ့တွင်းပြီးတော့တခါထပ်တောင်းနေဆိုတော့မဟုတ်ဘူးနော်ကျွန်တော်ရဲ့ YouTube channel မှာမိတ်ဆွေတို့အကုန်သိတယ် TikTok channel မှာလည်းအကုန်သိတယ်3D နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တစ်ချိန်တစ်ခါမှမိတ်ဆွေတို့ကိုမှန်ပါမခေါ်ခဲ့ဘူးနော်အားအကြောင်းလို့မိတ်ဆွေတို့2000ကျပ်အဖွဲဝင်ကြီး2000ကျပ်တွင်းရမယ်အဖွဲဝင်ကြီး2000ကျပ်ကိုတော့မိတ်ဆွေတို့ဒီမှာကျွန်တော်ဖုန်းနံပါတ်ရှိတယ်39995554ကို KB နဲ့2000လွှဲပြီးတာနဲ့ 3D တခွက်ကောင်းကိုလာယူပါနော်ဖုန်းတိုက်ရိုက်ခေါ်ဆိုခြင်းနဲ့မိတ်ဆွေတွေနဲ့ကျွန်တော်ရဲ့ဖုန်းနံပါတ်3996995445ဆိုတဲ့ဖုန်းကိုမိတ်ဆွေတို့ဖုန်းတိုက်ရိုက်ခေါ်ဆိုပါအားလုံးကိုကျေးဇူးတင်ပါတယ်အမြန်ဆုံးလာယူလာပါနော်ဒီက 3D ပေါက်ချင်တယ်ဆိုတော့မိတ်ဆွေတွေအမြန်ဆုံးလာယူလာပါ